ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်မများမင်္ဂလာနံနက်ခင်းပါလို့ခရစ်တော်နာမဖြင့်နှုတ်ခွန်းဆက်ပါဒီနေ့နှုတ်ဘတ်တော်အားဖြင့်သုတ်တန်အခန်းကြီး15အပိုက်ငယ်1တစ်ပိုက်မှာဖြင်းညင်းသောစကားသည်စိတ်ကိုဖြည့်တတ်၏ကြမ်းတမ်းသောစကားမူကားအမျက်ကိုနိုးစော်တတ်၏နှုတ်ဘတ်တော်လာပါ၏ဒါကြောင့်ရှေးကုတ်ဩရာစာမှာကျွန်တော်တို့ကြည့်တဲ့အခါမှာနှုတ်ရှာသည်မီးလို့ပြောပါတယ်နှုတ်ရှာသည်သင်္ဘောတစ်စီးကိုသေးငယ်သောပဲ့ကလှဲ့စေတယ်လို့ပဲတဲ့သေးငယ်တဲ့နှုတ်ရှာလေးဟာလည်းဝါကြွားတတ်တဲ့အကြောင်းကိုရှေးကုတ်ကပြန်လေပေါ်ပြတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်ဒီနေ့နှုတ်ရှာသည်ဖြည့်ညင်းသောစကားကိုပြောဖို့ရဘုရားသခင်အလိုတော်ရှိတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်ဖြည့်ညင်းသောစကားသည်စိတ်ကိုဖြည့်တတ်၏နော်စကားကိုပြင်းပြင်းညင်ညင်တန်တာပြောတတ်တဲ့သူကပညာရှိတော်သူလို့သုတ်တန်ဆရာကဆိုပါတယ်။ဒါကြောင့်ကြမ်းတမ်းသောစကားကိုပြောတဲ့လူကြတော့အမျက်ဒေါသကိုနိုးစော်ရရောက်တယ်လို့ပြောပါတယ်။နော်ဒါကြောင့်မို့ဒီကနေ့သခင်ယေရှုခရစ်တော်ကနူးညံ့ခြင်းသိမ်မွေ့ခြင်းနှိမ့်ချခြင်းရှိတယ်။ကြမ်းတမ်းတဲ့စကားကိုသခင်ယေရှုခရစ်တော်ကိုယ်တိုင်မမွတ်ဆိုတာကိုကျွန်တော်တို့ကြည့်ခြင်းအဖြစ်ဒီကနေ့သုတ်တန်ဆရာရဲ့ဖြည့်ညင်းသောစကားသည်စိတ်ကိုဖြည့်တတ်၏ကြမ်းတမ်းသောစကားမူပါအမျက်ကိုနိုးစော်တတ်၏ဆိုတာတော့ကျွန်တော်တို့ဒီကနေ့အတူစရာဖြစ်ပါတယ်။ဒါဒီနေ့ယုံကြည်သူဘုရားသားသမီးဖြစ်လာတဲ့အခါမှာကျွန်တော်တို့စကားကိုဒီနေ့ဖြည့်ညင်းညင်သာစွာပြောတတ်ရင်ဘုရားဘုန်းတော်ထင်ရှားစေတာဖြစ်ပါတယ်။အဲစကားကိုကြမ်းကြမ်းတမ်းတမ်းပြောပြီးဆိုရင်တော့ဖြစ်ရင်ဒီနေ့ဘုရားသခင်ဘုန်းတော်ကိုရှုံချရောက်ပါတယ်။အဲချစ်တော်ညီကိုပေါင်းတို့ဒီကနေ့မှာကျွန်တော်တို့ဒီနှုတ်ရှာကိုဘယ်လိုအသုံးပြုနေတယ်လဲဆိုတော့မိမိကိုမိမိပြန်လဲစင်ကြယ်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့နှုတ်ဘတ်တော်တစ်ချက်ကဘာပြောတယ်လို့သေဤနှုတ်ကိုကြဲကြဲဖွင့်လို့တို့ပြုလေဝါတယ်ဆိုတာကျွေးမယ်လို့လည်းပြောပါတယ်။အဲ့ဒါကကောင်းသောစကားတနည်းအားဖြင့်ကောင်းသောအေးဝဂလိတဲ့စကားတနည်းအားဖြင့်ဘုရားသခင်ဘက်မှာနှုတ်ကိုကြဲကြဲဖွင့်ခိုင်းတာဖြစ်တယ်။ဒါခါလေးကျကျွန်တော်အခြားသောအရာမှာနှုတ်ကပြောမယ်ဆိုရင်အသံမထွက်ဘူးအသံမကျယ်ဘူးပေါ့ဒါပေမဲ့ဘုရားစကားပြောပြီးဆိုရင်လောကအသံမထွက်တော့ဘူးဒီအခြားသောအရာမှာကြည့်လဲအသံအင်မတန်ကျယ်တဲ့လူပုဂ္ဂိုလ်များကျွန်တော်တို့မြင်မှုကြပါပါတော့တချို့ဆိုရင်ဆူတောက်ခိုင်းအသံမထွက်တော့ဘူးနော်ဥပအာဘိထုလည်းအသံမထွက်တော့ဘူးဥပပတ္ထနာရွတ်လည်းအသံမထွက်တော့ဘူးဥပကျမ်းစာဖတ်ခိုင်းလည်းအသံမထွက်တော့ဒါပေမဲ့အခြားသောနေရာဆိုတခါလေကျွန်တော်တို့လွယ်လေးကိုလွတ်ကနေကြီးမားတဲ့အသံထွက်တာဒီကျွန်တော်တို့ရှိတယ်ဒါလူရဲ့ဘာဝဒါကြောင့်ဒီနေ့သုတ်တန်ဆရာရှောလမုန်ကတော့ဖြစ်ရင်ဘာပြောခိုင်းတယ်လဲဆိုရင်ဖြည့်ညင်းတဲ့စကားကိုပြောဖို့ဖြစ်တယ်ဒါဆိုရင်ဒေါသစိတ်ထွက်နေတဲ့လူတယောက်တော့မဖြည့်ညင်းတဲ့စကားပြောသူဒီထိမ့်သိမ့်နဲ့ပြန်လေတတိဝင်လာတာတွေ့ရကြမ်းတမ်းတဲ့စကားနဲ့ကျွန်တော်ဒေါသထွက်တဲ့လူတူပြောလိုက်သူ့ရဲ့ဒေါသစိတ်ကိုတာ၍စွရရောက်ဒါသူလည်းဒေါသပေါက်ကွယ်ကိုလည်းဒေါသပေါက်ကွယ်နောက်ဆုံးရံမွေးတွေဖြစ်ကြတယ်ဒါကြောင့်ဒီနေ့ရသားသမီးမှရင်ဖြည့်ညင်းသောစကားကိုပြောခြင်းဟာဘုရားသခင်အလိုတော်ရှိတယ်လို့သခင်ရှုခရစ်တော်ကိုယ်တိုင်လည်းဖြည့်ညင်းနူးညံ့သိမ်မွေ့တဲ့သဘောထားအတိုင်းဘုရားဘုန်းတော်ထင်ရှားစေမှာဖြစ်တယ်လို့ကြမ်းတမ်းသောစကားကိုပြောတာကြတော့ဖြစ်ရင်ဒေါသစိတ်ကိုနိုးစော်ပြီးရံပွဲတွေဖြစ်ခြင်းနော်ဒေါသမောဟမာနတွေနဲ့အတူဒီနေ့ဒေါသအဖြစ်လည်းဘုရားဘုန်းတော်ရှုံချစရာအကြောင်းဘုရားဘုန်းတော်မထင်ရှားစရာအကြောင်းဘုရားဘုန်းတော်ကိုထိခိုက်စရာအကြောင်းဖြစ်စေတယ်ဆိုတာကိုနှုတ်ဘတ်တော်အဖြစ်ဒီနေ့ပြန်လည်ဝင်ပါပါဒါကြောင့်ဘုရားသားသမီးများရဲ့ခင်းညင်းသောစကားနဲ့ကြမ်းတမ်းသောစကားကိုချိန်ထိုးပြီးတော့ကျွန်တော်တို့ဒီအသုံးပြုဖို့ဖြစ်တယ်။နှုတ်ဘတ်တော်အဖြစ်အရောက်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။